ငရဲကနေကျူဆိုပါတယ်ကျွန်တော်ဒီ full set အတန်းကိုတက်ကြတဲ့အကြောင်းသားတွေအများစုကတော့အိမ်စာများတယ်ဆိုပြီးတော့ complaint တက်ကြတယ်ပေါ့နော်ဒါပေမဲ့ digital marketing ရဲ့ထုံးစံကလည်းအဲ့လိုပဲပေါ့နော်လက်တွေ့လိုက်မလုပ်ဘူးဆိုရင်ဘာမှတက်မှာမဟုတ်ဘူးကျွန်တော်ပြောရရင်နားထောင်သွားရင်နားထောင်တဲ့အဆင့်ပဲရောက်မှာပေါ့နော်ဆိုတော့လက်တွေ့လုံးမရမှာဖြစ်တယ်အဲ့အတွက်ကြောင့်အိမ်စာတွေလည်းများတယ်လောက်ကလည်းများတယ်ဆိုတော့အကြောင်းသားအများစုပေါ့နော်60%လောက်ကတော့ website ဆောက်တဲ့ဒီ CMS module ပြီးရင်ကိုပျောက်သွားကြတယ်ပေါ့နော်ပြီးရင်နောက်ဆုံး final မှာဆိုရင် 5% လောက်ပဲကျန်တယ်အဲ့ဒီမှာအနေငယ်လောက်ပဲ certificate ရကြတယ်ပေါ့နော်ဆိုတော့အဲ့အတွက်ကျွန်တော်ကတော့ဂုဏ်ယူတယ်ပေါ့နော်ဂုဏ်ယူတယ်ဆိုတာ certificate ရသွားတဲ့သူတွေအတွက်ဂုဏ်ယူတယ်သူတို့ဒီတကယ်လုံနိုင်နေတယ်ပေါ့နော်ဒါအနည်းဆုံး6လလောက်ထိသွားရတာဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့ဒီ commitment ဘယ်လောက်ရှိလဲပေါ့နော်ပြီးတော့ဘယ်လောက်အချိန်ပေးနိုင်လဲပုံစံတည်ပြီးတော့ဒီတန်းကိုကြော်ဖြတ်သွားနိုင်ပါလိမ့်မယ်ဒီအတန်းကိုအပြီးထိတက်နိုင်မှုဆိုရင်ညံကောင်းမှုလည်းမလိုပါဘူးရုပ်ချောဖို့လည်းမလိုဘူးပေါ့နော်ဒီကတော့စာပုံမှန်လုပ်ဖို့နဲ့ကိုယ်စိတ်ကိုနိုင်ဖို့ပြီးတော့အနားယူလို့ရတယ်ဒါပေမဲ့အနားယူတာကို6လ9လလောက်မရောက်သွားစေနဲ့ပေါ့နော်ဒီအနားယူရင်လည်းတစ်ပတ်နှစ်ပတ်လောက်အနားယူပြီးရတယ်ပြန်ပြီးတော့စာပြန်လုပ်တယ်ဆိုရင်တော့နောက်ဆုံး MPT ရောက်ပြီး certificate ရသွားပါလိမ့်မယ်ဆိုတော့ငရဲကနေကြိုဆိုပါတယ်ကျွန်တော်တို့ဂီတာစက်တီးလိုက်အောင်ပဲပေါ့နော်တန်းသားတွေဒင်းသားတွေလောက်ကြပါ